နေနေငယ်အတွင်းမှာမယုံနိုင်လောက်အောင်ချမ်းသာလာပြီးနောက်ကျောင်းနေပေါ်ထွက်လာတဲ့ဒုံတော်လေးအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းမျိုးပိတ်ကနေပြန်လေးကြိုဆိုလိုက်ပါရီဒုံတော်လေးကနေနေငယ်အတွင်းမှာလမ်းမေးထင်ရောက်နေဘဝကနေရွှေဆိုင်ခွဲတွေကားလုပ်ငန်းတွေကိုတယောက်တည်းဥဆောင်နိုင်တဲ့အောင်မြင်လာခဲ့သူတယောက်ဖြစ်တာကြောင့်အမျိုးသမီးတွေကတော့သူ့ကိုအားကြနေကြပါရီကျောင်းသူဘဝကနေဒီလိုစင်ပြေတဲ့ဘဝကိုရောက်လာတဲ့ဒုံတော်လေးဟာကားတွေကိုလိုက်လွင့်ပြီးတော့ရောင်းနိုင်တဲ့အထိအောင်မြင်နေပြီးနိုင်ပိုင်းအတွင်းလေးရောင်းထွက်နေပါရီဒုံတော်လေးရောင်းတဲ့ကားကိုစီးကျင်လို့စီးလက်စကားကိုရပြီးသူစီလာဝယ်တဲ့သူတွေလည်းရှိပါရီ။ဒါပေမဲ့သူရောက်တဲ့ကားတွေကတော့ကားဟောင်းတွေကိုပြုပြင်ပြီးတော့ဈေးတင်ရောင်းနေတာဖြစ်ကြောင်းဆွဆွဲခံနေရပါရီ။ဒေါ်တော်လေးရဲ့ဘဝကတော့မလွေကူခဲ့ပေနဲ့အခက်အခဲတွေနဲ့ဖြတ်သန်းခဲ့ရပါရီ။ဆရာဝန်ဖြစ်ခြင်းပြီးတနိုင်ငံလုံးမှာခါမယ်ဆေးရုံတွေတိစောက်ပေးခြင်းနဲ့ဒေါ်တော်လေးကအမတ်မမီလို့ဆရာဝန်ဖြစ်ခဲ့ရပါဘူး။တက်မရှိရင်လက်နဲ့လော်မယ်ဆိုတဲ့ဒေါ်တော်လေးကလမ်းဘေးမှာအထည်ရောင်းရာကနေရှေလောကကိုကူးလာခဲ့ပါရီတနက်ခါပကွက်ကြားလေးပြီးတော့လက်ခုပ်တီးပြီးတော့ရောင်းတဲ့ပုံစံကြောင့်တတိထားမိလာကြပြီးရွှေဆိုင်ခွဲတွေဖွင့်လာနိုင်ခဲ့ပါရီဒါပေမဲ့သူရောင်းတဲ့ရွှေတွေကဒုံးရွှေတွေဖြစ်နေလို့အယောင်တွေပြည့်သွားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်လာပါသေးတယ်ဈေးရောင်းတွေကသူ့ထံကိုလာဝယ်သူတွေကိုဆွေမျိုးတော်သွားပြီဆိုပြီးပြောတတ်တဲ့ဒုံဒုံကအခုဆိုရင်တော့မြေလောကနဲ့ကားလောကတွေကိုဝင်ရောက်လာခဲ့ပါရီကားတွေကို post တွေတင်ပြီးတော့ရောင်းနေပြီးရှုံးပြီးရင်ရှုံးနေပေမဲ့ဒုံလေးရဲ့ပိုင်ဆိုင်မှုတွေကတော့များနေပါရီဒေါ်တော်လေးကလူတိုင်းကိုကားစီးစေချင်တာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကနေရှော့ခံပြီးကားရောင်းပေးနေတာပါလို့ပြောထားပါရီ။ဒါပေမဲ့ကားလောကထဲမှာကျန်းကျင်သူတွေရဲ့ပြောစကားအရဒေါ်တော်လေးဟာကားစုပ်တွေကိုပြုပြင်ပြီးဈေးတင်ရောင်းနေရလို့ဆိုပါရီ။ကားကိုကြည့်လိုက်တာနဲ့သိတဲ့ကားလောကကဆရာကြီးတွေကတော့သူရောင်းတဲ့ကားအချို့ဟာပက်လေနဲ့ဖြုတ်ရာတွေသားမကနောက်ဆေးကလည်းဘလက်ဘွားဖြစ်နေတယ်လို့အညွှန်ပေးလာကြပါရီလူတိုင်းကားစီးနိုင်ရမယ်ဆိုတဲ့စာပုံနဲ့စူးစမ်းနေတဲ့ဒေါ်တော်လေးကတော့သူ့ပြူထဲမှာအရန်အောင်မြင်နေပေမဲ့နောက်ွယ်မှာတော့ဝေဖန်သူတွေကိုရှာနေသူပါကားဟောင်းတွေကိုပြုပြင်ပြီးတော့ဈေးတင်ရောင်းတာကြောင့်ချမ်းသာလာတာလားဆိုတာမေးစရာဖြစ်နေပြီးသူ့ထံမှာရွှေဝယ်ဘူးသူတွေကလည်းအရှောင်ပြေသွားတဲ့ရွှေတွေကိုပိုက်ခါနောင်တရနေရလို့ဆိုပါရီဒေါ်တော်လေးကတော့ရွှေလောကမြေလောကကနေကားလောကအထိရောက်လာခဲ့တာကြောင့်ကားလောကဆရာကြီးများကစောင့်ကြည့်နေကြပါရီရွှေရမဝတ်ချင်ရင်တင်ထားလို့ရပေမဲ့လေကားအဟောင်းတွေကိုပြုပြင်ပြီးတော့ရောင်းရင်တော့လူသက်နဲ့နေတာကြောင့်ဒေါ်တော်လေးကိုပြောဆိုသူတွေလည်းများလာပါရီဒါကြောင့်ဒေါ်တော်လေးကတော့ယုံကြည်မှုပြည့်ရှိသူဖြစ်ပြီးကားတွေကိုအယုံရောင်းသလိုလက်ခုပ်တီးပြီးရောင်းနေတဲ့သူဟာဒေါ်တော်လေးရောင်းပေးတဲ့ကားကိုမှစီးကျင်တာကြောင့်စီးနေတဲ့ကားတွေအားလုံးကိုရောင်းပြီးမှရဝေးကနေတကူတကလာဝယ်ကြသူတွေရှိသလိုခြံတကားမဖွင့်ငင်တဲ့ကတန်းစီပြီးတော့လာဆောင်နေကြတဲ့သူတွေလည်းရှိတယ်လို့ဆိုပါရီဒီလိုရောင်းရတာကတော့ဒေါ်တော်လေးကယုံကြည်မှုတစ်ခုကိုတိစောက်ထားတာကြောင့်ဖြစ်ပြီးတယောက်တည်းစူးစမ်းနေရတဲ့အမျိုးသမီးလေးကိုမတိုက်ခိုက်ကြဖို့အတွက်လည်းတောင်းဆိုထားပါသေးတယ်။ကိုဗစ်ကာလမှာလမ်းဘေးထေဆိုင်လေးဖွင့်ရကနေ9နှစ်တွင်ကြီးကြီးတဲ့ချမ်းသာလာတဲ့တတိမာကြီးဖြစ်လာပြီးကားလောက်ကကိုစုံပေါ်တော်မီဒေါ်တော်လေးဟာတကယ်ပဲလေးစားထိုက်တဲ့အမျိုးသမီးဖြစ်နေလားဒါမှမဟုတ်ဒုံးရွှေကိုရောင်းပြီးတော့ချမ်းသာလာတာလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။